မြင့်မြတ်သောစိတ်ထားမြတ်စွာဘုရားကမြင့်မြတ်တဲ့စိတ်နေသဘောထားကိုအခြေခံပြီးတော့စိတ်ဓာတ်ကိုအခြေခံပြီးတော့လူသားတို့ရဲ့မြင့်မြတ်မှုနှိမ့်ချမှုသတ်မှတ်ဟောကြားခဲ့တာဖြစ်တယ်ပေါ့မြင့်မြတ်ခြင်းနှိမ့်ချခြင်းဆိုတာဟာမျိုးရိုးနဲ့လည်းသက်ဆိုင်ခြင်းမရှိဘူးစီးပွားဥစ္စာနဲ့လည်းသက်ဆိုင်ခြင်းမရှိဘူးယာဓုဂုံသိမ့်နဲ့လည်းသက်ဆိုင်ခြင်းမရှိဘူးဘာနဲ့သက်ဆိုင်တယ်လဲလို့ဆိုရင်လူတွေရဲ့စိတ်ဓာတ်နဲ့ပဲသက်ဆိုင်တယ်မြင့်မြတ်သောစိတ်ထားရှိမှမြင့်မြတ်သောသူလို့ခေါ်နိုင်မှာဖြစ်တယ်ယုံနေသောစိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေဟာယုံနေသောသူဖြစ်ကိုရောက်ချမှာပဲဖြစ်တယ်မြတ်စွာဘုရားကဇက်ခွဲခြားတဲ့စနစ်ကြီးမားလာတဲ့အိန္ဒိယနိုင်ငံမှာအိန္ဒိယဒီကနေ့ခေတ်အိန္ဒိယလို့ခေါ်တဲ့လူအတိုင်းဝိုင်းမှာတရားဓမ္မဟောပြောရတာဆိုတော့အဲ့ဒီခေတ်အဲ့ဒီခါကလူအတိုင်းဝိုင်းကြီးဟာမြင့်မြတ်တဲ့မျိုးရိုးကမွေးဖွားလို့ရှိရင်မြင့်မြတ်တယ်လို့သတ်မှတ်ကြတယ်တစ်သက်လုံးဟာသူတို့ဟာမျိုးရိုးကောင်းသည့်အတွက်ကြောင့်တစ်သက်လုံးအဆင့်မြင့်နေရာကိုရရှိထားကြပြီဒီလူထဲမှာအပေါ်လွှာအဆင့်ကိုလက်ဝချီအုပ်ထားတယ်လို့ဒီမျိုးရိုးကမွေးရင်လူတွေဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်နေကြနှိမ့်ကြတဲ့မျိုးရိုးကမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းတစ်သက်လုံးအောက်တန်းနောက်တန်းကြပြီနှိမ့်ကြတဲ့ဘဝမှာပဲနေကြအဲ့ဒီအခြေအနေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကပယ်ဖြတ်ပြီးတော့နာစေစဝတ္တလောဟောတိနာစေစဟောတိဖြစ်မနောလူတွေဆိုတာအောက်တန်းကြတာဟာလေမျိုးရိုးနဲ့မဆိုင်ဘူးမြင့်မြတ်တာလည်းမျိုးရိုးနဲ့မဆိုင်ဘူးဘာနဲ့ဆိုင်တယ်လဲဆိုရင်ကမ္မုဏဝတ္တလောဟောတိကမ္မုဏဟောတိဖြစ်မနောသူတို့ရဲ့လုံရနဲ့ဆိုင်တယ်အဲ့ဒီလုံရကိုဖော်ဆောင်ပေးတာကဘယ်သူလဲလို့ဆိုရင်စိတ်နေသဘောထားပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကလောကလူသားတွေကိုဆုံးမတဲ့အခါမှာစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်တယ်တနည်းအားဖြင့်အခြေခံပိုင်းမှာဆုံးမလို့ရှိရင်စိတ်ကိုဗဟိုပြုဆုံးမအစစ်မြင့်တဲ့အပိုင်းကိုဆုံးမတဲ့အခါပညာကိုအဓိကထားပြီးတော့ဆုံးမလို့ရှိတယ်မြင့်မြတ်တဲ့အလုပ်လုပ်ရင်မြင့်မြတ်သူအောက်တန်းကြတဲ့အလုပ်ကိုလုပ်သူဟာအောက်တန်းကြသူလို့လူအဆင့်တန်းကိုသတ်မှတ်တဲ့အခါပြုလုပ်မှုနဲ့သက်ဆိုင်ပြီးထင်ရှားတဲ့အချက်ကိုမြတ်စွာဘုရားကဟောကြားတော်လေစိတ်ထားမြင့်မြတ်ရင်မြင့်မြတ်တယ်စိတ်ထားယုံညံ့လို့ရှိရင်ယုံညံ့မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်ကမှမြင့်မြတ်တဲ့အလုပ်ကိုလုံးနိုင်ပြီးအောက်တန်းကျတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်အောက်တန်းကျတဲ့ကိုအလုပ်ကိုလုံးမှာပဲလို့လူတွေရဲ့နှိမ့်ချမှုမျက်မှောက်မှုစိတ်ကိုဗဟိုပြုပြီးတော့ mind center တည်ခြင်းစိတ်ကိုဗဟိုပြုပြီးမြတ်စွာဘုရားဆုံးမဒါကြောင့်မို့စိတ်ထားဖြူစင်မှုမြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့အများနဲ့ဆက်ဆက်တဲ့အခါမှာမြင့်မြတ်တဲ့စိတ်တွေသဘောထားမပါဘဲနဲ့ပြောဆိုမှုတွေလုပ်ခိုင်မှုတွေဟာဆင်းရဲဒုက္ခနဲ့ပြဿနာတွေကိုဖြစ်ပေါ်စေတတ်တာဖြစ်တယ်။ဒါကြောင့်လူတွေအရင်ကစားပြီးတော့မြင့်မြတ်တဲ့စိတ်တွေသဘောထားတွေကိုသိရှိနားလည်ပြီးတို့တွေစိတ်ကောင်းနှလုံးကောင်းထားတတ်ဖို့ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့
ဘုရားဘာသာဝင်နေနဲ့အရေးကြီးဆုံးမတဲ့ဆုံးမစကားကိုမှတ်သားကြ။ဘာကြောင့်လို့ဆိုလို့ရှိရင်စိတ်တေနနိယတိလောကောလောကကြီးကိုစိတ်ကဥဆောင်နေတာဖြစ်တော့မြင့်မြတ်တဲ့စိတ်ကမှကောင်းတဲ့ဘက်ကိုဥဆောင်မှဖြစ်ပြီးအောက်တန်းကြတဲ့စိတ်တွေကအောက်တန်းကိုပဲဥဆောင်တယ်လောကလူတွေကအစစ်မြင့်မြင့်နေချင်ကြတယ်အထက်တန်းရောက်ချင်ကြသို့သောစိတ်ဓာတ်နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေကဘယ်နည်းနဲ့မှထက်တန်းကိုရောက်ဖို့မရှိနိုင်ဒါကြောင့်မြင့်မြတ်တဲ့စိတ်မွေးမြူချရအတ္တသမပဏိတိလို့ခေါ်တဲ့မင်္ဂလာတရားဟာမိမိကိုယ်ကိုစိတ်နဲ့သဘောထားကစပြီးပြုပြင်ပြီးကိုယ့်ကိုယ်ကိုအစစ်မြင့်အောင်ပြုလုပ်ခြင်းပဲဖြစ်တယ်သမတိ7မျိုး14မျိုးထဲမှာအတ္တသမပဏိတိဆက်ဆိုတာအရေးကြီးဆုံးပဲဖြစ်တယ်ပေါ့ဘာကြောင့်အရေးကြီးဆုံးလို့ပြောရမယ်ဆိုရင်တခြားအကြောင်း3ချက်ပြည့်စုံတော့လဲအတ္တသမပဏိတိပြတ်သွားပြီဆိုလို့ရှိရင်ဘုံဘုံကျသွားနိုင်ပေါ့နော်ပစ္စုပန်ကာလမှာအတ္တသမပဏိတိဟာအရေးကြီးဆုံးပဲမိမိကိုယ်ကောင်းဆုံးဖြစ်အောင်ပြုပြင်ထိမ့်သိမ့်နိုင်ခြင်းဆိုတာမိမိကိုယ်လို့ပြောတာမိမိစိတ်ကိုစိတ်ကစပြုပြင်နိုင်ရင်ဉာဏ်တွေဟာတဏှွယ်ငင်30ပါးဖြစ်တယ်ကိုယ်စိတ်ကိုအကောင်းဆုံးဖြစ်အောင်ထားရမယ်ဥပမာတစ်ခုကြည့်တမ္ပတိ14မျိုးဆိုလက်ပတ်ပြီးတော့တုတ်တဲ့ကြီးပွားအောင်မြင်ကြောင်းတရား4မျိုးမှာပฏิရူပဒေသဝတ္တဆိုတဲ့တင်လျောက်ပတ်တဲ့အယက်မှာနေထိုင်ခြင်းတပုရိသဝတ္တယသူတော်ကောင်းနဲ့ပေါင်း၍သူတော်ကောင်းအမိရှိခြင်းအတ္တသမပဏိတိမိမိကိုယ်ကိုကောင်းအောင်ပြုပြင်ခြင်းနဲ့ပုပ္ပိသကတပုညတာရှေးကကုသိုလ်ကောင်းကိုပြုခြင်းလို့ဆိုတဲ့သမ္ပတိ14မျိုးမှာပฏิရူပဒေသဝတ္တလည်းပြည့်စုံတယ်တပုရိသဝတ္တယဆိုတာလည်းပြည့်စုံတယ်ပုပ္ပိသကတပုညတာလည်းရှိတယ်အဲ့လိုအခြေအနေ3ရပ်ကောင်းနေတော့လေအတ္တသမပဏိတိပြက်လို့ရှိရင်တော့အကုန်လုံးပြက်စီပါဥပမာတစ်ခုကြည့်ရှင်တေဝရအကြောင်းကိုလေ့လာကြည့်ရှင်တေဝရဟာအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့သူဖြစ်လို့ပုပ္ပိသကတပုညတာဆက်နဲ့ပြည့်စုံတယ်လို့ပြောပฏิရူပဒေသဝတ္တဆိုတာမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်ထဲမှာမွေးဖွားရုံမြတ်မှာကမြတ်စွာဘုရားမိကိုကြည်ညိုတဲ့ယဟန်တော်တစ်ပါးဖြစ်သာသနာပေါ်ဝင်ခဲ့တာဖြစ်တယ်ပฏิရူပနဲ့လည်းပြည့်စုံတယ်မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေလို့ဆိုတဲ့အမိကောင်းတွေလည်းရှိရှင်တေဝရမှာတမ္ပတိ7မျိုး3မျိုးလုံးပြည့်စုံနေတယ်သို့တော့အတ္တသမပဏိတိဆိုတဲ့ဆက်ပြတ်သွားတဲ့အခါအဝိဇ္ဇိထီအောင်ရောက်သွားတာပေါ့နော်အဆိုးတကအဆိုးဆုံးထီအောင်ရောက်ဒါကြောင့်မို့လို့ကိုယ့်ကိုကောင်းအောင်ပြင်မှုစိတ်နဲ့သဘောထားကောင်းမှုဟာအရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုမိမိတို့ကိုယ်တိုင်စိတ်နဲ့သုံးသပ်ကြည့်ကြရမှာဖြစ်တယ်ဘလောက်ပဲပฏิရူပမှာပဲနေဘလောက်ပဲသူတော်ကောင်းတွေနဲ့ပေါင်းမြည်မြပင်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့အတ္တသမပဏိတိကိုယ့်ကိုပြုပြင်ထိမ့်သိမ့်မှုစိတ်ကိုကောင်းအောင်ထားတတ်မှုမရှိဘူးဆိုလို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကိုသတိထားမှာဖြစ်တယ်။ဒါကြောင့်ကိုယ့်ကိုပြုပြင်မှုဟာသိအရေးကြီးစိတ်ကောင်းနှလုံးကောင်းထားဖို့မြင့်မြတ်တဲ့စိတ်နဲ့စိတ်ထားတွေဆိုတာသူ့ဘာသူအလိုလျောက်မြင့်မြတ်လာမှာမဟုတ်ပဲမိမိကိုယ်တိုင်ကမွေးမြူပြီးလေ့ကျင့်ပေးလို့မြင့်မြတ်တဲ့သဘောထားမျိုးတွေဖြစ်လာအောင်လုပ်ကြစိတ်ဆိုတာအကောင်းနဲ့လည်းပေါင်းမယ်အဆိုးနဲ့လည်းပေါင်း
အောက်တန်းကြတာနဲ့ပေါင်းတယ်ထက်တန်းကြတာနဲ့လည်းပေါင်းအဲ့ဒါပဲမြင့်မြတ်တဲ့သဘောတရားတွေနဲ့ပေါင်းမှမြင့်မြတ်တဲ့သဘောတရားဆိုဖြစ်မှာဖြစ်တယ်မြင့်မြတ်တဲ့စိတ်ဆိုတာဖြစ်ဘုရားမြတ်စွာရဲ့အဆုံးအမတရားတော်တွေထဲမှာမြင့်မြတ်တယ်ဆိုတဲ့စိတ်နေသဘောထားခေါ်ကြဆုံးမထားတာ၄မျိုးရှိတယ်ပေါ့အဲ့ဒီ၄မျိုးကမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးဗြဟ္မဝိဟာရဆိုတာမြင့်မြတ်သောစိတ်ထားဖြင့်နေထိုင်ကြောင်းတရား၄ပါးကိုဆိုလို့သို့သောဘုရားဝတ္တဝင်သူတော်စိတ်တွေဟာဗြဟ္မဝိဟာရတရား၄ပါးကိုလည်းသိတယ်ပြမစိုးတရား၄ပါးဆိုတာလည်းသိကြတယ်လက်တွေ့ကျင့်သုံးဖို့ထို့သို့သိပြီးတဲ့နောက်မှာလက်တွေ့ကျင့်သုံးဖို့အလံဝေးမနေစေဖို့တတိထားမှာဖြစ်တယ်ပေါ့နော်သိတော့သိတယ်မကျင့်ဘူးဆိုလို့ရှိရင်အလံဝေးกว่าနေမှာဖြစ်တယ်အဲ့ဒီစိတ်နေသဘောထား၄ရာဟာမြင့်မြတ်တယ်တဲ့မြင့်မြတ်တယ်ဘာကြောင့်မြင့်မြတ်တာလဲလို့ဆိုလို့ရှိရင်သူအများနဲ့ဆက်ဆံတဲ့အပေါ်မှာအများပေါ်မှာမမှန်ကန်ကန်ဆက်ဆံတာဖြစ်သောကြောင့်မြင့်မြတ်တယ်လို့အများနဲ့ဆက်ဆံတဲ့အခါမှာမှန်ကန်တဲ့သဘောထားတွေဖြစ်သောကြောင့်မြင့်မြတ်တယ်လို့ပြောတယ်တနည်းအားဖြင့်အများနဲ့ဆက်ဆံတဲ့အခါမှာအပြစ်ကင်းတဲ့ဆက်ဆံမှုဖြစ်သောကြောင့်မြင့်မြတ်တယ်အပြစ်ကင်းတယ်လို့သူဆိုတယ်ဒါကြောင့်ဗျမ္မဆိုတဲ့အဓိပ္ပာယ်ကမြင့်မြတ်တော်လို့အဲ့ဒီမြင့်မြတ်တော်စိတ်နေသဘောထားဆိုတာနံပါတ်1ကမေတ္တာဆိုတာဟိတုပဟာရဘယ်သူနဲ့ပဲဆက်ဆံဘယ်သူနဲ့ပဲဆုံစည်းတဏ္ဍလောကမှာရှိသမျှတရားအားလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ဟာမြင့်မြတ်တဲ့စိတ်ဓာတ်ပဲအားလုံးရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နေသဘောထားဟိတံကာရလက္ခဏာကျိုးစီးပွားကိုလိုလားတယ်ဆိုတာဘာလဲလို့ဆိုချမ်းသာဒုက္ခရာကြောင်းတရားအခြေအနေကောင်းတွေကိုမျှော်လင့်ပြီးအခြေအနေကောင်းတွေဖြစ်ပေါ်စေချင်တာကိုဟိတလို့ခေါ်တယ်ဒီနေရာမှာဟိတနဲ့ဒုက္ခကွဲကွဲပြားပြားသိဖို့လိုတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာမြတ်စွာဘုရားလောကမှာပွင့်လာတာဘဟုစနဟိတယဘဟုစနဒုက္ခယတရားအများအကျိုးစီးပွားအတွက်နဲ့တရားအများချမ်းသာဖို့မြတ်စွာဘုရားပွင့်လာတယ်ဟိတနဲ့ဒုက္ခတူသလားလို့ဆိုမတူဘူးဟိတဆိုတာအကြောင်းတရားဒုက္ခဆိုတာအထူးအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးချမ်းသာအကြောင်းမရှိဘဲနဲ့အကျိုးဆိုတာမရနိုင်အဲ့တော့ဟိတဆိုတာအကျိုးစီးပွားလို့ယမလို့ပြန်လေးရှိတော့လေအကျိုးတရားကိုပြောတာမဟုတ်ဘူးကောင်းကျိုးချမ်းသာတွေကိုပွားစည်းစေတတ်တဲ့အကြောင်းတရားလို့ဒီလိုနားလည်ရမှာဆိုလိုတာကအခြေအနေကောင်း condition ကိုပြောအခြေအနေကောင်းတယ်ဥပမာစိုက်ပျိုးရေးလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကမြေကောင်းတယ်မိုးလေဝသကောင်းတယ်ရေကောင်းတယ်ဒါစိုက်ပျိုးရေးလုပ်ဖို့အခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းမရှိပဲနဲ့တိနံဖွံ့ဖြိုးခြင်းဆိုဖြစ်နိုင်တယ်လေအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်လည်းရောင်းရည်ဝယ်တာကောင်းတယ်ပွင့်လန်းတယ်နော်အဲ့ဒါအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းပေါ်မှာမှီပြီးတော့မှချမ်းသာကြွယ်ဝလာမှုစီးပွားဥစ္စာတိုးတက်လာမှုကြောင့်ရရှိလာတဲ့
ချမ်းသာကိုမှဒုက္ခလို့ခေါ်တာမြတ်စွာဘုရားပွင့်လာလို့အခြေအနေကောင်းတွေဆိုတာဘာလဲကုသိုလ်အကုသိုလ်ကွယ်ကွယ်ပြားပြားသိတယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကွယ်ကွယ်ပြားပြားသိတယ်အဲ့ဒီလိုသိရှိလာခြင်းဟာအခြေအနေကောင်းတစ်ခုမသိတဲ့အခါမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမသိဘူးဆိုရင်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တယ်လှုပ်တဲ့နာကြောင့်မလှုပ်တဲ့မှုလို့ထင်တယ်ထင်ပြီးတော့လွယ်မှားစွာပြုလုပ်တော့ဟောဆိုကြတွေရဒါကြောင့်အခြေအနေကောင်းဆိုတာကုသိုလ်အကုသိုလ်သိခြင်းဟာအခြေအနေကောင်းအမှန်တရားကိုသိခြင်းဟာအခြေအနေကောင်းရသော်ပြပွင့်လာတဲ့အခါမှာဘာလုံးတဲ့နဲ့ဘာမလုံးတဲ့ဘူးဆိုတာကွယ်ကွယ်ပြပြသိရဘဝရဲ့တာယာဝယ်ဆိုတာကိုလည်းသိတယ်ဘဝရဲ့စိတ်ပြည့်ညီငွေ့ွယ်ဆိုတာလည်းသိတယ်အဲ့ဒီဘဝကထွတ်မြောက်ခြင်းထွတ်မြောက်ကြောင်းတရားဆိုတာကိုလည်းပဲသိအတ္တဒဆိုတဲ့ခြေနှက်ဆရာအာရိနဝဆိုတဲ့စိတ်ပြည့်ညီငွေ့ွယ်ရာဒိဋ္ဌရဏဆိုတဲ့ထွက်ပေါက်မြတ်စွာဘုရားပွင့်လာတဲ့အခါမှာကွယ်ကွယ်ပြားပြားသိရှိခွင့်ရကွယ်ကွယ်ပြားပြားသိရှိလာခြင်းဟာအခြေအနေကောင်းပဲအဲ့ဒီအခြေအနေကောင်းပေါ်မှီပြီးတော့အလုံးလုံးလို့ရလာတယ်ရလက်ကြတော့ဒုက္ခဟိတဒုက္ခလို့ခေါ်မြတ်စွာဘုရားကသရဝါတွေမှားတယ်ဆိုတာကိုဟာအုံဖွားနဲ့မှားတာမဟုတ်ဘူးနော်မြတ်စွာဘုရားကိုဘုရားဝတ္တဝင်နေကိုးကွယ်နေကြတာဘာရည်ရွယ်ချက်နဲ့ကိုးကွယ်တာလဲအမှန်တရားကိုသိအောင်လမ်းညွှန်ပြသဆုံးမတော့မူထက်လို့မြတ်စွာဘုရားထံကအမှန်တရားတွေသိဖို့အတွက်ဘုရားကိုကိုးကွယ်စိတ်ကပ်ထားတာဖြစ်တယ်မြတ်စွာဘုရားကိုးကွယ်လို့စီးပွားတက်တာဒီလိုဟာမျိုးမျှော်လင့်တာမဟုတ်ဘူးနော်မြတ်စွာဘုရားပွင့်လာသည့်အတွက်ကြောင့်အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားတတ်လာဒါဟာကြီးမားတဲ့ဟိတပဲဖြစ်တယ်လောကလူတွေဟာမသိခြင်းဟာအလုံးဆိုးဝါးမသိခြင်းကြောင့်မှားမှားယွင်းယွင်းနေဖြစ်တယ်ဒါကြောင့်ဟိတဆိုတာအခြေအနေကောင်းမြတ်စွာဘုရားကိုယ်တိုင်ကသရဝါတွေကိုကဲ့တင်နေဆိုတဲ့နေရာမှာဟိတိပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိသရဝါတွေကိုကဲ့တင်ပုံကဲ့တင်နည်းကသရဝါတွေရဲ့တဏ္ဍမှာအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းအခြေအနေဆိုးတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေမှာရှောင်ရှားစေခြင်းဆိုတဲ့ဒီလုပ်ငန်းနှစ်ခုနဲ့သရဝါတွေကိုကဲ့တင်အဲ့ဒါတော့ရှင်းရှင်းလေးပဲမိဘတွေဆရာသမားတွေကကိုယ်သားသမီးကိုဗာပြောလဲဒါမလုံးနဲ့ဒါလို့ဒါပဲပြောတာမဟုတ်လားအကျဉ်းချုပ်လိုက်လို့ရှိရင်မင်းဒါမလုံးနဲ့ဒါလို့ဒါမလုံးနဲ့ဆိုတာဆိုးကျိုးဖြစ်နိုင်တဲ့အရာဒါမလုံးနဲ့ဒါလို့ဆိုတာကောင်းကျိုးချမ်းသာကိုရရှိနိုင်တဲ့အလုပ်ကိုလမ်းမြတ်စွာဘုရားလမ်းညွှန်တာလဲဒီနှစ်ခုပဲဟိတနဲ့အာဟိတကောင်းကျိုးကိုဖြစ်ပေါ်စေတဲ့အရာတွေကဟိတဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့အရာတွေကအာဟိတဟိတကိုလမ်းညွှန်ပြပြီးအာဟိတမှာရှောင်ရှားစေခြင်းပဲမြတ်စွာဘုရားသရဝါတွေကိုကဲ့တင်တာအဲ့ဒီနဲ့မြတ်စွာဘုရားကဒုက္ခကိုတိုက်ရိုက်ပေးတာမဟုတ်ဘူးလို့ဒီလိုဆိုလို့လေနော်ဘဟုဇနာဟိတယဘဟုဇနာဒုက္ခယသရဝါတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါမှာဟိတကိုဖြစ်အောင်လုပ်ပေးဒါရှင်းရှင်းလေးစဉ်းစားကြည့်မိဘတွေဟာကိုယ်သားသမီးကိုချစ်ကြပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်သားသမီးကိုချစ်တော့သားသမီးပင်မမှလည်းဆိုးတယ်သို့တော့သားသမီးပညာတတ်ကြီးဖြစ်စေခြင်းတယ်ပညာတတ်ကြီးဖြစ်စေခြင်းလို့မိဘတွေကလှုပ်ပေးနိုင်တဲ့အတိုင်းတာကဘာလဲငွေကြေးတနာအသုံးချပြီးကြောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းထံအပ်ပေးမယ်ဒါပဲလှုပ်ပေးနိုင်တယ်နော်ပညာတတ်ကြီးဖြစ်အောင်မိဘလှုပ်ပေးနိုင်ဘူးအခြေအနေတစ်ခုပဲဖန်တီးပေးလို့ရတယ်လို့သူဆိုလို့တယ်ပေါ့
ကိုသားသမီးကိုတထေးဖြစ်စေခြင်းနဲ့ဆိုရင်လည်းအခြေအနေတစ်ခုပဲဖန်တီးပေးလို့ရမှာအခြေအနေတစ်ခုပဲဖန်တီးပေးလို့ငွေကြေးဒနာထောက်ပံ့မယ်နော်ဒါပဲဖန်တီးလို့ရသူကိုယ်တိုင်ကြိုးစားမှဒုက္ခဆိုတာရမှာဖြစ်တယ်ရသော်ဘုရားဟာလည်းဒီတိုင်းပဲတရားတွေကိုကဲတင်တယ်ဆိုတာဟိတဆိုတဲ့ကုသိုလ်တရားတွေဖြစ်အောင်လမ်းညွှန်ပြပြီးတော့အာဟိတဆိုတဲ့အကုသိုလ်တရားတွေကရှောင်ရှားစေခြင်းဖြင့်တရားတွေကိုကဲဟိတနဲ့ဒုက္ခအခြေအနေကောင်းရှိမှဒုက္ခဆိုတဲ့ချမ်းသာလာတယ်အဲ့ဒါကြောင့်စာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုဒုက္ခကာရဏံဟိတံဒုက္ခရာခြင်း၏အကြောင်းသည်ဟိတတတ္တဖလံဒုက္ခအဲ့ဒီဟိတရဲ့အကျိုးတရားကဒုက္ခလို့ဟိတနဲ့ဒုက္ခကိုကိုယ်ကိုယ်ပြပြခွဲပြအကြောင်းတရားကိုဖန်တီးပေးခြင်းဖြင့်သာလေအကျိုးရနိုင်တာဖြစ်တယ်ဒါကြောင့်မို့လူတွေဟာစိတ်ကောင်းနှလုံးကောင်းထားခြင်းဆိုတာဟာအကြောင်းတရားတစ်ခုများပဲဖြစ်တယ်စိတ်ကောင်းနှလုံးကောင်းထားခြင်းကြောင့်မြင့်မြတ်သောစိတ်ထားကြောင့်ထိုမြင့်မြတ်တဲ့စိတ်ထားကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးတရားတွေကဒုက္ခမြင့်မြတ်တဲ့စိတ်တွေသဘောထားတွေကဟိတလို့သူတို့ခွဲခြားမှတ်သားမှာဖြစ်အဲ့တော့မြင့်မြတ်တဲ့စိတ်ဓာတ်မရှိဘဲနဲ့ဒုက္ခဆိုမရနိုင်ဘူးခိုင်မာတဲ့ဒုက္ခလို့မရနိုင်ဘူးအေးဒါကြောင့်မို့ဘုန်းကြီးတို့တွေမြင့်မြတ်တဲ့စိတ်နဲ့သဘောထားတွေထားပြီးဆိုရင်အလုံးပေါ်မှာဒုက္ခကိုပေးလို့မရတော့ဘာပေးရအောင်ဟိတဆိုတာပေးရအခြေအနေကောင်းတွေရရှိကြပါစေအလုံးအဆင်ပြေကြပါစေဒါဟိတုပကာရလက္ခဏာမေတ္တာမေတ္တာဆိုတာတရားတွေပေါ်မှာအကျိုးစီးပွားကိုဖြစ်စေခြင်းနဲ့ဆန္ဒအဲ့ဒီဟာမုံမြတ်တဲ့စိတ်တွေသဘောထားလို့ဒီလိုပြောတာနော်မေတ္တာဆိုတာမေတ္တာဘုရားကိုရွတ်နေရမယ်အနေထားမျိုးမဟုတ်ဘူးမိမိစိတ်ဓာတ်ကိုကအများခေါင်းစားစေခြင်းနဲ့စိတ်ဓာတ်ဖြစ်နေဖို့လိုအပ်တယ်လေဘာကြောင့်လို့ဆိုရင်မေတ္တာဘုရားဆိုတာရတာရွတ်ကြတယ်လေတခါတလေကျရတာရွတ်ပြီးအဓိပ္ပာယ်တောင်းမစင်စားရင်အလေးနဲ့သိချင်မှသိမှာပေါ့ဒါကြောင့်မို့မေတ္တာရဲ့သဘောတရားဟာအမုန်းကင်းစင်ရမယ်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာတစ်ဖက်သားပေါ်မှာခြေနှက်တာမခြေမနှက်ဖြစ်နေတာမရှိဘူးမုန်းနေတာမရှိဘူးပျက်စီးစေလိုတဲ့စိတ်တွေမရှိဘူးအလုံးအစဉ်ပြေစေခြင်းနဲ့စိတ်ဓာတ်တွေမွေးတာဟာဒါမေတ္တာလို့ခေါ်တယ်ဒါမြင့်မြတ်သောစိတ်နေသဘောထားပဲအဲ့ဒီမြင့်မြတ်သောစိတ်နေသဘောထားမေတ္တာကိုအခိုင်အမာထားလိုက်ပြီဆိုလို့ရှိရင်အများနဲ့ပတ်သက်လာတဲ့အခါမှာကိုမေတ္တာထားသလိုဖြစ်မလာတဲ့ပုဂ္ဂိုလ်ရှိတယ်ဖြစ်လာတဲ့ပုဂ္ဂိုလ်ရှိတယ်ကိုကလုတ်ပေးနိုင်တာတော့မဟုတ်ဘူးအကုန်လုံးဒီလူတယောက်ကြီးပွားတိုးတက်စေခြင်းနဲ့မေတ္တာထားတယ်သို့တော့သူဟာကိုမေတ္တာထားသလိုဖြစ်မလာပဲနဲ့ဆင်းရဲဒုက္ခနဲ့ကြုံရတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးပေါ်ကြတော့ဘာဖြစ်လဲသူ့ရဲ့ဒုက္ခကိုမရှုရဲ့မနေစိတ်ဒီဆင်းရဲဒုက္ခကလွတ်စေခြင်းနဲ့စိတ်နေသဘောထားတစ်ခုထပ်ပေါ်လာခုနကအကျိုးစီးပွားကိုလိုလားတဲ့စိတ်ကမေတ္တာစိတ်ထဲမှာဖြစ်ပေါ်လာတာကမေတ္တာဆင်းရဲဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာကြတော့ထိုအခက်ခဲတွေကနေလွန်မြောက်သွားစေခြင်းလားသူ့ရဲ့ဒုက္ခကိုကိုချင်းစာပြီးတော့အဲ့ဒီဒုက္ခကမြန်မြန်လွတ်စေခြင်းလားကရုဏာဆိုမေတ္တာရှိရင်ကရုဏာဖြစ်ဖို့ရတယ်အလွန်ကြီးခဲလာတော့တာမဟုတ်တော့ဘူးဒါမို့မေတ္တာကိုအခိုင်အမာတည်ဆောက်ကြအောင်နောက်တစ်ခါကိုကမေတ္တာထားတဲ့ပုဂ္ဂိုလ်တူတယောက်ကမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေဟာအောင်မြင်ကြီးပွားလာပြီဆိုရင်ကိုမေတ္တာထားတိုင်းဖြစ်လို့ဝမ်းသာကြည်နူးမှုပဲဖြစ်လာ
မေတ္တာခိုင်မာလို့ရှိရင်မုဒိတာဖြစ်ဖို့လည်းမခဲရင်တော့အကယ်၍ကိုမေတ္တာကမခိုင်မာဘူးဆိုရင်ဘာဖြစ်လာလဲjealousy ဆိုရင်အိတ်တာဖြစ်လာပြန်အဲ့ဒါကြတော့အမုန်းနဲ့တွဲဖက်လာပြန်ကိုယ့်ရဲ့သားမနာလို့ဆိုတာဖြစ်လာမေတ္တာကြောင့်ကိုယ်ဟာကြီးပွားတိုးတက်စေခြင်းနဲ့ကိုတိုးတက်စေခြင်းတဲ့အတိုင်းသူကကြီးပွားတိုးတက်သွားတယ်ဆိုဝမ်းသာနိုင်ရမယ်လို့ဆိုလို့အဲ့ဒီဝမ်းသာနိုင်မှုဟာမှန်ကန်တဲ့လမ်းကြောင်းမှန်ကန်တဲ့စိတ်တွေသဘောထားပဲအဲ့ဒါလို့ဝမ်းသာနိုင်ခြင်းကမုဒိတာဥပိ္ပခာဆိုတာကြတော့ချစ်ချင်းမုန်းခြင်းကြောင့်ချစ်ချင်းမုန်းခြင်းကိုအကြောင်းပြုပြီးတော့တရားတူတယောက်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ပြည့်ပြည့်မှုမရှိအောင်ညံ့ညံ့တာတာတွေးတောဆင်ခြင်တတ်တဲ့ရှင်းကျက်တဲ့စိတ်နေသဘောထားကဥပိ္ပခာအရာထဲမှာပြောနေကြတဲ့မတဲ့လို့မခေါ်မပြောတဲ့ဥပိ္ပခာမဟုတ်ဘူးနော်မတဲ့လို့ရှိရင်လူတွေကပြောလိုက်တယ်ဥပိ္ပခာရှုဥပိ္ပခာထားလိုက်အစင်မပြေဒီလူကိုပြစ်ထားလိုက်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောအဲ့တော့ဥပိ္ပခာဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါမျိုးမဟုတ်ချစ်ချင်းကြောင့်လည်းအစွမ်းရောက်မသွားဘူးမုန်းတီးခြင်းကြောင့်လည်းအစွမ်းမရောက်သွားဘူးချစ်ချင်းလည်းမပါဘူးမုန်းခြင်းလည်းမပါဘူးမြတ်တာတဲ့စိတ်နေသဘောထားလို့ဒီလိုဆိုလို့တယ်ပေါ့တည်ငြိမ်တိမှတ်တဲ့သဘောတရားအင်္ဂလိပ်လို equanimity လို့ခေါ်တယ်တိမှတ်တဲ့သဘောတရားကိုဆိုလို့တယ်ပေါ့နော်အဲ့ဒီဥပိ္ပခမျိုးဟာတော့စိတ်နေသဘောထားထဲမှာပို့ပြီးတော့မြင့်မြတ်တယ်လို့ဒီလိုပြောအဲ့တော့လူတိုင်းဟာမြင့်မြတ်တဲ့စိတ်ထားတွေကိုထားနိုင်မယ်ဆိုလို့ရှိရင်မြင့်မြတ်တဲ့စိတ်ထားကိုအကြောင်းပြုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားစိတ်ထားမြင့်မြတ်သည့်အတွက်ကြောင့်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘဝရောက်သွားအဲ့ဒီလိုအနေထားမျိုးရောက်အောင်ကျင့်ဆောင်ကြရမှာဖြစ်တယ်ပေါ့အဲ့ဒီလိုကျင့်ဆောင်နိုင်မှမြင့်မြတ်သောစိတ်သဘောထားတွေတရားတွေအလုံးပေါ်မှာအခိုင်အမာထားနိုင်ပြီကိုယ့်ရဲ့ထဲမှာမြင့်မြတ်တဲ့တရားတွေကိန်းပြီးတော့မြင့်မြတ်တဲ့ဘဝကိုရောက်ကြမှာဖြစ်တယ်အဲ့ဒါထားနိုင်မှုအမှန်တမ်းအရေးကြီးတယ်အဲ့တော့မေတ္တာရဲ့သဘောတရားလေးကိုလေ့လာကြည့်ရအောင်မေတ္တာဆိုတာဟာဗျာအလုံးလည်းသိနေကြတယ်ပေါ့မေတ္တာအကျဉ်းချင်းကတော့သိနေကြတယ်မေတ္တာကိုလေ့လာသုံးသပ်တဲ့အခါမှာမေတ္တာရဲ့သွင်ပြင်လက္ခဏာသိရမေတ္တာရဲ့ဆောင်ရွက်တဲ့ကိစ္စကိုသိဖို့လိုတယ်ရှင်တဲ့နှလုံးထဲမှာမေတ္တာရဲ့ပုံရိပ်ကိုလည်းအသိဉာဏ်ထဲမှာပေါ်လာတဲ့မေတ္တာရဲ့ပုံရိပ်ကိုလည်းသိရအဲ့ဒီမေတ္တာတရားဟာကိုယ့်ရဲ့ထဲမှာဘယ်လိုဖြစ်အောင်လုပ်ရမလဲဆိုတာကိုလည်းသိရမှာဖြစ်တယ်ပေါ့အဲ့တော့မေတ္တာတရားဆိုတာဟာသူ့ရဲ့သွင်ပြင်လက္ခဏာရှုတော်မှာကြည့်မယ်ဆိုလို့ရှိရင်ဟိတကာရပဝတ္တိလက္ခဏာတစ်ဖက်သားကိုကြီးပွားတိုးတက်စေခြင်းနဲ့အခြေအနေကောင်းတွေနဲ့ပြည့်စုံစေခြင်းနဲ့ဆိုတဲ့သဘောတဘာဝလက္ခဏာဟာမေတ္တာရဲ့လက္ခဏာပဲဘယ်သူပဲဖြစ်ဖြစ်တိုးတက်တာကြည့်ခြင်းနဲ့ချမ်းသာတာကြည့်ခြင်းနဲ့ဆင်းရဲဒုက္ခရောက်တာမကြည့်ခြင်းအလုံးဟာအဆင်ပြေစေခြင်းနဲ့ကြီးပွားတိုးတက်စေခြင်းနဲ့ဆိုတဲ့အနေအထားမျိုးစိတ်ထဲမှာဖြစ်ပေါ်ဘယ်သူပဲဖြစ်ဖြစ်ကောင်းစားစေခြင်းနဲ့ပညာသင်နေကြတဲ့ကလေးတွေပညာတတ်စေခြင်းနဲ့စီးပွားဥစ္စာချုပ်ခဲ့တဲ့ကလေးတွေစီးပွားဥစ္စာနဲ့ပြည့်စုံစေခြင်းမကျမ်းမာဘူးဆိုရင်ကျမ်းမာစေခြင်းနဲ့မပြည့်စုံဘူးဆိုရင်ပြည့်စုံစေခြင်းနဲ့စိတ်ထဲမှာလိုအပ်ချက်ကိုဖြည့်ပြီးသူ့ရဲ့ပြုံးရွှင်တဲ့မျက်နှာ
အစဉ်ပြေးနေတာကိုမြင်ကျင်တဲ့သဘောတရားဟာမေတ္တာပဲလို့သူဆိုလို့ပေါ့နော်အဲ့ဒီမေတ္တာကအဲ့ဒီလိုမေတ္တာရှိလာလို့ရှိရင်ကိုတက်နိုင်တဲ့ဘက်ကသူ့ရဲ့ဆောင်ရွက်မှုကိစ္စကဟိတုပတံဟာရရတ္တာဟိတဥပတံဟာရအချိန်လေးကောင်းအောင်ဖန်တီးပေးမေတ္တာရှိတဲ့တိုင်ကလေးတယောက်ချုံငယ်နေတယ်ဆိုရင်ဖြည့်ဆည်းပေးလိုက်အသိဉာဏ်အားနဲ့နေတယ်ဆိုလို့ရှိရင်တည်တည်ချာချာညာညာထားတာသင်ကြားပေးတယ်ပစ္စည်းဥစ္စာချုံငယ်နေတယ်ဆိုရင်လည်းဖြည့်ဆည်းပေးတယ်စိတ်အားငယ်နေတယ်ဆိုရင်လည်းစိတ်အားဖြည့်ပေးစသဖြင့်လိုအပ်ချက်တွေလှုပ်ဆောင်ပေးတာလက်တွေ့ဖော်ဆောင်ပေးခြင်းကိစ္စရှိတယ်စိတ်ဓာတ်အနေနဲ့ကအကျိုးစီးပွားကိုလိုလားတယ်လက်တွေ့အနေနဲ့လည်းအကျိုးစီးပွားဖြစ်ရဖြစ်ကြောင်းလို့နှုတ်အားဖြင့်ပြောပေးတယ်ကိုယ်ဒီလျောက်အားဖြင့်လှုပ်ဆောင်ပေးတယ်ဒါမေတ္တာရဲ့ဆောင်ရွက်မှုကိစ္စတွေနော်ဒါပြင်မေတ္တာရဲ့ပုံရိပ်ကိုဘယ်လိုမြင်ရတော့လို့ဆိုမေတ္တာရဲ့ပုံရိပ်ကအာဃာတဝိနည်းပစ္စုပ္ပတ္ထာနာမေတ္တာရဲ့ပုံရိပ်ဟာဘယ်လိုထင်လာတော့ဆိုအမုန်းကင်းစင်တဲ့ပုံရိပ်ပဲအဲ့တော့တကယ်မေတ္တာရှိပြီဆိုရင်ကြည့်လိုက်ကိုယ့်ရိပ်တွေကမုန်းနေသေးလားဒီလူပေါ်မှာသူကြည်ပွားတာကိုမကြည့်ချင်ဘူးလားမျက်စိထဲမှာထောလောကန့်လန့်ဖြစ်နေသလားဘယ်သူဖြစ်အမြင်မကြည့်ဘူးဘယ်သူပေါ်ဖြစ်အစာမကြေဘူးဆိုတာတွေမရှိပဲနဲ့အလုံးပေါ်မှာဘယ်သူပဲတွေးလိုက်ရှင်တဲ့နှလုံးထဲကအမုန်းတရားဖြစ်ဘယ်တော့မှမရှိဘူးအမုန်းကင်းစင်နေတဲ့အနေအထားလေးကိုတွေ့မြင်ရရင်ဒါမေတ္တာရဲ့ပုံရိပ်ပဲလို့ဒီလိုသိရမှာပစ္စုပ္ပတ္ထနာဆိုတာအသိဉာဏ်ထဲမှာပေါ်လာတဲ့ပုံရိပ်အာဃာတဝိနည်းအမုန်းနေကင်းစင်နေတယ်ဘလို့တွေးသူ့ပေါ်မှာမုန်းတယ်ဆိုတာမရှိဘူးအဲ့ဒါလိုအမုန်းကင်းစင်တဲ့ပုံရိပ်ကြီးပေါ်လာတာဟာဒါမေတ္တာပဲဒါဖြင့်ဒီမေတ္တာတရားကိုဘလို့တိဆောက်ရမလဲတူတယောက်ပေါ်မှာတိဆောက်ခြင်းနဲ့အလုံးပေါ်မှာတိဆောက်ခြင်းနဲ့အဲ့ဒါလိုတိဆောက်မယ်ဆိုရင်ဘလို့တိဆောက်လဲလူတူတယောက်ရဲ့အကျိုးစီးပွားကိုလူလားတဲ့မေတ္တာစိတ်ဖြစ်ဖို့ဆိုတာလွယ်ကူတာတော့မဟုတ်ဘူးရှင်ထဲမှာပြိုးဖို့လိုတယ်ပေါ့နော်ပြိုးတဲ့အခါမှာလူဆိုတာအကောင်းနဲ့ဆိုရောနေတာကိုယ်ပေါ်လဲဆိုခြင်းဆိုမယ်ကိုယ်ပေါ်လဲကောင်းခြင်းနဲ့ကောင်းမယ်အကောင်းလည်းရှိမယ်ဆိုလည်းရှိမယ်ရောနေမယ်အဲ့လိုရောနေတတ်တဲ့သဘောတရားရှိတာလို့ရှိရင်မေတ္တာဘယ်လိုပြိုးမလဲလူတယောက်ပေါ်မှာမေတ္တာပြိုးခြင်းပြီဆိုရင်ဘယ်လိုပြောရလဲဆိုရင်မနာပဘာဝဒသနပဇ္ဌာနာကိုမေတ္တာပြိုးမဲ့ပုဂ္ဂိုလ်တွေသူမှမယ်ပုဂ္ဂိုလ်သတ်မှတ်ချက်မရှိဘဲနဲ့အားလုံးပေါ်မှာမေတ္တာပြိုးမယ်ဆိုလို့ရှိရင်ခေါင်းထဲမှာပေါ်လာမယ်ဘယ်ကောင်ကတော့လူဆိုးပဲဘယ်ကောင်ကတော့မကောင်းဘူးဘယ်သူကတော့လူမိုက်ပဲနဲ့ဆိုခေါင်းထဲမှာအဆိုးတွေလည်းပေါ်လာမှာပဲအကောင်းတွေလည်းပေါ်လာနော်အကောင်းတွေမှာလည်းပဲလူတွေကဘယ်လူကတော့မာနကြီးတယ်ဘယ်လူကတော့မဟုတ်တာတွေဘယ်လူကတော့ငါပေါ်ချောင်းမြောင်းပြောတတ်တယ်ဆိုတာတွေလည်းကိုယ်နဲ့ပတ်ဝန်းကျင်မှာထိတွေ့ဘူးတာတွေပေါ်မှာသွားပြီးတော့ရှုမြင်နေတတ်တယ်ပေါ့နော်အဆိုးတွေကခေါင်းထဲမှာပေါ်လာတယ်အဲ့လိုပေါ်လာလို့ရှိရင်တဲ့အဆိုးတွေကိုဖျောက်ကောင်းတဲ့အကွက်ကလေးကိုရှာပြီးတော့မေတ္တာပွားပါလူတိုင်းဟာအဆိုးကြီးမရှိပါဘူးအကောင်းလေးကိုရှာလိုက်ပါလို့ဒီလိုဆိုလို့ပေါ့ရှင်ထဲကအမုန်းစိတ်ကိုဖျောက်ဖို့ဆိုတာအစင်းနဲ့ဖျောက်ဖို့လိုတယ်ပေါ့အာဂါတပฏิဝိနည်းသုတ်တံမှာကိုယ့်ရင်ထဲကအမုန်းဖျောက်ဖို့ဖျောက်နည်းကိုမြတ်စွာဘုရားဟောတာရှိတယ်ပထမ
သူ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကိုမွေးလိုက်ပါအေးမွေးလို့မရဘူးသူလှုပ်ထားတာတွေတတိယပြီးတော့မွေးလို့မရဘူးသူ့ကိုကောင်းစားစေခြင်းနဲ့စိတ်ဘလို့မှလှုပ်လို့မရဘူးဆိုရင်ဘာလို့ကရုဏာထားလိုက်ပါလူဆိုတာကကရုဏာဆိုတာအပေါ်စီးကကြည်တာမေတ္တာကြတော့ဓာတ်လူကြည်တာဖြစ်တယ်အပေါ်စီးကကြည်ရင်လူကလွယ်တယ်လေတနာစရာပဲဆိုရင်တော့သူကအပေါ်စီးကကြည်လိုက်တဲ့သဘောပဲသူဟာစင်မပြေဖြစ်နေတဲ့တနာစရာပုဂ္ဂိုလ်တယောက်ပဲလို့ဒီကရုဏာထားလိုက်ပါတဲ့အကျဉ်းတရားထားလိုက်ပါအဲ့တော့အဲ့ဒီကျင်နာတရားထားလို့တောင်မပြောက်ဘူးဆိုလို့ရှိရင်ဘာလို့ရမလဲဥပိ္ပခထားလိုက်ပါတဲ့သူ့ရဲ့လုပ်ရက်တွေကိုထည့်ပြီးတော့မစင်စားနဲ့တရားတရားအနေနဲ့သာထားလိုက်ချစ်ချင်းမုန်းချင်းကင်းအောင်နေလိုက်အဲ့ဒါလည်းမပြောက်ဘူးဆိုလို့ရှိရင်အေးသူလည်းသူကံနဲ့သူငါလည်းငါကံနဲ့သူ့ကိုချစ်မုန်းနေလို့ဘာအကျိုးရှိမှတော့ဆိုတဲ့ကမ္မတက္ကတာစဉ်းစားလိုက်ပါအဲ့လိုလုပ်လို့ရှိရင်အမုန်းစိတ်ဟာပျောက်သွားတယ်အဲ့လိုတောင်မပျောက်ဘူးဆိုရင်တော့မေ့ထားလိုက်တော့တဲ့သူမစဉ်းစားနဲ့သူတို့ဆိုလို့တယ်အာဂတဖြောင်းနေမေ့ထားလိုက်ခေါင်းထဲကိုမထည့်နဲ့တော့တတိယရင်တော့မုန်းတဲ့စိတ်ကပေါ်လာအောင်မှာအဲ့ဒါကြောင့်မေ့ထားလိုက်လို့သူတို့ဆိုလို့တယ်အဓိကကောင်းခွက်ကိုရှာမေတ္တာကိုပွားဆိုပြီးလူတယောက်ရဲ့ကောင်းတဲ့အနေအထားလေးကိုကြည့်ပြီးတော့မေတ္တာကိုပြိုးရမှာဖြစ်တယ်။ပြိုးလာလို့အရှင်ရလာလို့ရှိရင်မေတ္တာခိုင်မာလာမှာဖြစ်တယ်။ဟုတ်ပြီကိုမေတ္တာတကယ်ကိုတန့်စင်တဲ့မေတ္တာဟုတ်ကဲ့လား။တခါတည်းမေတ္တာရောင်ရောင်ဆောင်ပြီးတော့မဟုတ်တာကဝင်လာတတ်သေးတယ်။ဒါကြောင့်မို့တန့်စင်တဲ့မေတ္တာဖြစ်ဖို့ဘာလုပ်ရမလဲကိုမေတ္တာတန့်စင်သလားဆိုလို့ရှိရင်အမုန်းကင်းသွားပြီဆိုရင်ဒါတန့်စင်တဲ့မေတ္တာလို့ခေါ်နော်အမုန်းတရားလုံးဝပျောက်သွားပြီဆိုရင်တန့်စင်တဲ့မေတ္တာလို့အမုန်းကင်းစင်ယုံညမကဘူးချစ်စိတ်ဝင်လာပြီဆိုရင်တော့ပြတ်သွားပြန်ရောအဲ့ဒီမေတ္တာတဏှာရာဂဖက်ရောက်သွားအဲ့တော့မေတ္တာမှာအနှောင့်အယှက်နှစ်ခုရှိတယ်အနိကအနှောင့်အယှက်နဲ့အဝေးအနှောင့်အယှက်အနိကအနှောင့်အယှက်ကမေတ္တာနဲ့သဘာဝချင်းဆင်တူတဲ့ရာဂချစ်ခင်မှုရာဂကမေတ္တာရောင်ရောင်နဲ့သူဒါကြောင့်မလို့အရာထဲမှာတွဲသုံးတော့သူ့ပေါ်မှာမေတ္တာရှိတယ်ငါပေါ်မေတ္တာရှိတယ်ပြောနေကြတယ်အဲ့ဒါကဒီမေတ္တာပြောတာမဟုတ်ဘူးနော်မေတ္တာရှိတယ်နဲ့အရာထဲမှာပြောနေကြတယ်မေတ္တာမျှကြတယ်လို့ဘာလို့ပြောကြတာဒီမေတ္တာမဟုတ်ဘူးအဲ့ဒါအလွယ်သုံးစားလုပ်နေတာဖြစ်တယ်တကယ်ကတော့တဏှာရာဂစိတ်သာဖြစ်တယ်တဏှာရာဂဆိုတဲ့သဘောတရားဟာကိုယ့်အတွက်ကြည့်တာကိုယ့်အတွက်ကြည့်တယ်ဆိုတာဘယ်လိုတော့ဆိုတာလူတွေဟာတယောက်နဲ့တယောက်ချစ်တယ်ဆိုတာဟာချစ်ကြတယ်ခင်ကြတယ်ဆိုတာသူ့ကိုမြင်နေရရင်သူ့အတန်ကြားနေရရင်စိတ်ချမ်းသာတယ်အဲ့ဒီချမ်းသာတာကိုလိုချင်တာပဲအမှန်ပဲသူကကိုယ့်ကိုအဲ့ဒီလိုချမ်းသာအောင်လုပ်မပေးနိုင်ဘူးတပူပူတိုက်လို့စိတ်ငြိမ်အောင်လုပ်လို့ရှင်ကွဲကြပြန်အောင်အဲ့ဒါနော်ကိုယ့်ကိုစိတ်ငြိမ်အောင်လုပ်ရင်ကွဲသွားပြန်တာအဲ့တော့မေတ္တာအစစ်ကြတော့အဲ့ဒါလိုမဟုတ်ဘူးမေတ္တာအစစ်ဟာအမုန်းကင်းစင်မှုသာဖြစ်တယ်ပေါ့အမုန်းကင်းစင်သွားရင်မေတ္တာဖြစ်သွားပြီတဏှာနဲ့ချစ်စိတ်ဝင်လာပြီဆိုရင်မေတ္တာပြတ်သွားပြန်ပြီသို့တော့အဲ့ဒါကိုမေတ္တာပြတ်တယ်လို့မသိကြဘူးလို့ပြောမေတ္တာပျက်စီးသွားခြင်းနဲ့ဖြစ်တယ်ဒါကြောင့်မို့မေတ္တာကိုတိတိမတ်မတ်ထိမ့်သိမ်းစောင့်ရှောက်ပြီးပွားများဖို့ဆိုတာခရင်တယ်လို့သူပြောတယ်မေတ္တာစိတ်မေတ္တာမှန်ကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားဗျာပါဒဥပသမောတမ္ပတ္တိအမုန်းစိတ်တွေမကျေနပ်တဲ့စိတ်တွေသူ့ပေါ်မှာဘယ်လိုတွေးတွေးမပေါ်တော့ဘူးဆိုရင်ကိုယ့်ရဲ့မေတ္တာအောင်မြင်သွားသို့တော့သူ့ပေါ်မှာတွေ့တာစိတ်ဖြစ်သွားပြီဆိုရင်တော့မေတ္တာပြတ်ပြန်ပြီဒီလိုဆိုလို့လေနော်
တဏှာရာဂသည်မေတ္တာရဲ့အနိကယံသူအနိကအနှောင့်အယှက်ဖြစ်ပြီးဒေါသကတော့အဝေးယံသူအဝေးအနှောင့်အယှက်ဖြစ်တယ်အဲ့တော့မေတ္တာကိုကာကွယ်ဖို့ရအတွက်တဏှာယံကလည်းကာကွယ်ရမယ်ဒေါသယံကလည်းကာကွယ်ရမယ်ဒီနှစ်ခုလုံခြုံစိတ်ချရမှာကိုယ်တဏ္ဍာမှာမေတ္တာဆိုခိုင်မာမှာဖြစ်တယ်အဲ့ဒီမေတ္တာသဘောတရားကိုနားလည်ပြီဆိုလို့ရှိရင်တော့ကရုဏာအခြေအနေတစ်ခုကိုယ်ရဲ့နှိမ့်ချသွားပြီဆိုလို့ရှိရင်သို့မဟုတ်ပြဿနာရှိနေတယ်ခက်ခဲတွေကြုံနေတယ်ဆိုရင်အဲ့ဒီအခက်ခဲတွေကနေလွန်မြောက်စေခြင်းတဲ့သဘောတရားအခက်ခဲတွေကိုမရှုစိတ်မကြည့်ရတဲ့သဘောတရားဟာဒါကရုဏာလို့ခေါ်တယ်နော်မရှုစိတ်နည်းအတွက်ကြောင့်အဲ့ဒီအခက်ခဲတွေပျောက်သွားအောင်ကြိုးစားပြီးတော့ဖယ်ရှားပေးတာဟာကရုဏာရဲ့လုပ်ရပဲဖြစ်တယ်ကရုဏာရဲ့ကိစ္စပဲဖြစ်တယ်နောက်တစ်ခုကရုဏာကင်းသွားတဲ့ကရုဏာရဲ့ပုံရိပ်ဟာအသိဉာဏ်ထဲမှာဘလို့ကရုဏာရဲ့ပုံရိပ်ကိုတွေ့ရတယ်လဲဆိုလို့ရှိရင်လူတစ်ယောက်ကိုဒုက္ခရောက်အောင်လုပ်ချင်တဲ့စိတ်မရှိတာဒုက္ခရောက်အောင်မလုပ်တာခုနတော့အမုန်းအခုကဒုက္ခရောက်အောင်လုပ်တာနော်လူတွေဆိုတာကမုန်းပြီဆိုရင်ဒုက္ခရောက်အောင်လည်းလုပ်ချင်တယ်လေဒုက္ခရောက်အောင်လုပ်ချင်အ ਨੇ ဆုံးရှိပြီးစိတ်ညစ်အောင်တော့လုပ်မှာလို့Facebook ထဲကနေတောင်းတွန်းမြောက်တွန်းလိုက်ရင်လည်းသူဆိုစိတ်တော့ညစ်သွားမှာပေါ့အဲ့ဒီလိုအချွန်နဲ့မချင်တဲ့စိတ်မျိုးမရှိချင်ကရုဏာရဲ့မြင်ရတဲ့ပုံရိပ်ကဘယ်သူ့ကိုမှဒုက္ခပေးလို့တဲ့စိတ်မရှိခြင်းဟာကရုဏာရဲ့ပုံရိပ်ပဲကိုယ့်ရဲ့ရင်ထဲမှာကရုဏာရှိမရှိတာအမတန်မှထင်ရှားတယ်ပေါ့နောက်ဆုံးမှာဒီကရုဏာတရားဘယ်လိုပြိုးထောင်မလဲလို့ကိုယ့်ရင်ထဲမှာကရုဏာဘယ်လိုပြိုးထောင်လဲဒုက္ခရောက်နေတဲ့လူတွေရဲ့အခက်အခဲတွေကျုံနေတာတွေကိုကြည့်ပြီးတော့အခုခေတ်ပရိဟိတလုပ်ငန်းတွေလုပ်ကြတယ်လေဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုစာနာထောက်ထားပြီးအဲ့ဒီဒုက္ခတွေကိုငြိမ်းစေခြင်းနဲ့ငြိမ်းအေးသွားတာကိုမြင်တဲ့သဘောတရားအဲ့ဒီဒုက္ခရောက်နေတာတွေကိုကြည့်ရှုမိမိတို့ကိုယ်တိုင်ဒုက္ခရောက်နေတဲ့အနေအထားကိုယင်တဲ့နှလုံးထဲမှာမှတ်သားခြင်းဟာကရုဏာဖြစ်ဖို့ရာအတွက်အနိကအကြောင်းတရားတစ်ခုပဲသူ့မှာဘလို့အခက်ခဲတွေကျုံနေတယ်ဆိုတော့အဲ့ဒီအခက်ခဲတွေကျုံနေတာကိုရှုမြင်ခြင်းအပြင်ဒီကရုဏာယင်နေမှဖြစ်ပေါ်လာတယ်ဟုတ်ပြီအဲ့ဒီကရုဏာဖြစ်လာလို့ရှိရင်လေကရုဏာတရားဟာဘယ်လိုဖြစ်လို့ရှိရင်ကိုယ့်ရင်ထဲမှာကရုဏာတည်ဆောက်မိပြီလို့ပြောနိုင်တယ်လဲဆိုရင်ဝိဟိတုပသမောတမ္ပတိသူ့ကိုဒုက္ခပေးလို့တဲ့စိတ်ကင်းသွားလူတယောက်ဟာခြေနဲ့နေရင်တော့ဒုက္ခပေးချင်မှာမဟုတ်ဘူးသို့တော့မခြေနဲ့တဲ့သဘောတရားတဲ့ပို့ပြီးတော့သူကလူတယောက်ဒုက္ခရောက်စေခြင်းနဲ့စိတ်ဆန္ဒလေးဟာဖြစ်ပေါ်လာတတ်တယ်အဲ့ဒီဒုက္ခပေးခြင်းတဲ့သဘောတရားလုံးဝပျောက်သွားပြီဆိုရင်ဒါကရုဏာဟာအောင်မြင်တဲ့ကရုဏာဖြစ်သွားပြီအဲ့ဒါလိုမှမဟုတ်ခဲနဲ့ဒုက္ခပေးလို့တဲ့စိတ်ကင်းပြောက်တဲ့ဟိုဘက်ထိရောက်သွားပြီးတော့တောကဆိုတာဖြစ်သွားတယ်တချို့ကြတော့ဒုက္ခပေးလို့တဲ့စိတ်ကင်းရုံနဲ့မကဘူးစိတ်ဆင်းရဲမှုတောကသူ့ရဲ့ဒုက္ခကိုမကြည့်နိုင်မရှုနိုင်လို့ရင်ထဲကတောကဖြစ်ပြီးတော့လာတတ်သေးတယ်အဲ့ဒါဆိုရင်လည်းကရုဏာပြတ်သွားပြီလို့ဆိုတယ်တောကနဲ့ကရုဏာနဲ့ကဆင်ဆင်တူတယ်ပေါ့ဥပမာကြည့်တခုစဉ်းစားကြည့်အောင်တောကနဲ့ကရုဏာနဲ့
ဥပမာလန်ခီမှာအက်ဆီဒင့်ဖြစ်လို့လူ2ယောက်ဆေးရုံရောက်လာတယောက်ကကိုယ်ဆွေမျိုးတယောက်ကမသိတဲ့ပုဂ္ဂိုလ်သွားကြည့်တယ်သွားကြည့်တဲ့အခါမှာ2ယောက်လုံးပေါ်မှာတူညီတဲ့စိတ်ဓာတ်မရှိနိုင်ဘူး2ယောက်စလုံးကတော့ဒုက္ခရောက်ကားအက်ဆီဒင့်ဖြစ်ပြီးဆေးရုံရောက်လာကိုယ်ဆွေမျိုးပေါ်ကြတော့ဖြစ်ရလေခြင်းဆိုတဲ့တောကပါစိတ်ပူတယ်အသက်မှရှင်မလားနော်စိတ်ပူလာကိုယ်ဆွေမျိုးဟိုတစ်ဖက်သားကြတော့အဲ့လိုစိတ်မပူဘူးဩသနာပါတယ်လောက်ပဲပြီးသွားအဲ့ဒီမှာကရုဏာဆိုတာအဲ့တောကဖြစ်သွားရင်ကရုဏာမဟုတ်တော့ဘူးအကုသိုလ်ဖြစ်သွားပြီအဲ့ကြသနာပါတယ်အဆင့်လောက်ပဲရှိရနော်တဏှာပါတဲ့အဆင့်တော့သူ့ကိုဒုက္ခမရောက်စေခြင်းတဲ့သဘောကရုဏာရှိရမယ်အကယ်၍တောကဖြစ်သွားပြီဆိုရင်ကိုယ့်ရဲ့ကရုဏာတိဆောက်ထားတာပျက်စီးသွားပြီလို့ပဲသူပြောအစွန်းရောက်သွားပြီဒါလည်းသိဖို့လိုအပ်တာပေါ့နော်ကဲနောက်တစ်ခုကြည့်အောင်မုဒိတာဆိုတာကိုကြည့်မုဒိတာအဲ့လူတွေကကိုကချမ်းသာကြွယ်ဝစေခြင်းနဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေခြင်းဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုထင်တာတဲ့ပို့ပြီးတော့သူကချမ်းသာသွားတယ်ပြည့်စုံသွားတယ်မုဒိတာဖြစ်လာလို့ရှိရင်ဝမ်းသာနိုင်တဲ့သဘောတရားရှိတယ်ဝမ်းသာတယ်သူ့ရဲ့ဆောင်ရွက်မှုကိစ္စကဘာလို့ဆိုရင် jealousy မဖြစ်ဘူးနော် jealousy မဖြစ်ဘူးအိတ်တာမဖြစ်ဘူးအိတ်တာကင်းတဲ့သဘောတရားရှိတယ်သူ့ရဲ့ပုံရိပ်ကတော့ဘာတော့ဆိုလို့ရှိရင်လူတွေဟာသူများကောင်းစားတာကိုစိတ်ထဲကမပျော်နိုင်ဘူးဆိုတာရှိတယ်နော်သူများကောင်းစားလို့ရှိရင်မကြားချင်ဘူးဘယ်လိုအဖြစ်ကြီးပွားဥစ္စာတိုးတက်သွားတယ်ဘယ်လိုအဖြစ်အောင်မြင်သွားတယ်ကြော်ကြားသွားတယ်ဆိုမကြားချင်အဲ့ဒီအရတိလို့ခေါ်တယ်မပျော်ဘူးစိတ်ကလူတစ်ဖက်သားရဲ့ကောင်းတဲ့င်းပေါ်မှာစိတ်ကမပျော်နိုင်ဘူးအရတိဝိခာတပစ္စုပ္ပတ္ထနာအရတိကြောင့်လူတွေဟာပင်ပန်းနေသူကြီးပွားသွားတာကိုကိုယ်စိတ်ထဲမပျော်နိုင်တာအဲ့ဒီမပျော်နိုင်တဲ့သဘောတရားလုံးဝပျောက်သွားတဲ့ပုံရိပ်ဟာမုဒိတာရဲ့ပုံရိပ်ပဲနော်ရှင်းနိုင်တယ်ပျော်မွေ့နိုင်တယ်ကိုကြီးပွားသလိုစိတ်ထဲမှာခံစားရတယ်သူရထားတဲ့အခြေအနေကောင်းတွေကိုကိုရှင်းနေတယ်အဲ့ဒါဟာမုဒိတာရဲ့ပုံရိပ်ပဲလို့ပြောဆိုလို့တယ်တော့သူ့ဘယ်လိုလုပ်တည်ဆောက်ရမလဲလို့ဆိုရင်တတ္တနာတမ္ပတ္တိသဒ္ဒနာပဋ္ဌာနာသူတို့ရဲ့အောင်မြင်မှုကိုရှုမြင်ခြင်းဟာမုဒိတာဖြစ်ဖို့အတွက်အကြောင်းတရားပဲလူတယောက်ရဲ့အောင်မြင်ကြီးပွားမှုကိုအာယုပြုပြီးတော့မုဒိတာတရားကိုပွားရမယ်သူတို့ဆိုလို့တယ်ပေါ့နော်ကောင်းပြီအဲ့ဒီမုဒိတာတရားဟာပြည့်စုံတဲ့အနေထားဘယ်လိုဟာလဲလို့ဆိုရင်အရတိဥပသမောတမ္ပတ္တိသူများကြီးပွားတာဆိုတဲ့အပေါ်မှာစိတ်ကမပျော်မွေ့နိုင်ဘူးမခံစားနိုင်ဘူးဆိုလို့ရှိရင်တော့မခံစားနိုင်ဘူးဆိုတဲ့စိတ်ပျောက်သွားပြီဆိုလို့ရှိရင်တော့ဒါမုဒိတာအောင်မြင်သွားပြီလို့ပြောတယ်နော်ဘယ်လိုပဲကြီးပွားတယ်ပျော်ကျင့်တတ်တယ်အားရတယ်ပါဟပတ္တံဘောပြည့်ရပြုခြင်းတဲ့စိတ်နဲ့ဒီလူတွေဟာလူတယောက်ကြီးပွားလို့ရှိရင်သူပြည့်ရပြုပြီးတော့ပြောတတ်တယ်နော်ပြည့်ရပြုတတ်တယ်ဆိုတာဟိုအာကြီးပွားမှာပေါ့ဘာတွေလောက်တာကိုလည်းဆိုတယ်ပြည့်ရပြုမှုတွေတို့ရေသွမ်းသွေးတာတို့လောက်တတ်တယ်ပြောင်းလောင်းတဲ့သဘောပေါ့အလေးနဲ့မထားဘူးဆိုတဲ့သဘောပေါ့နော်တစ်ခါသားကြီးပွားလာတာကိုအလေးနဲ့မထားတဲ့သဘောပေါ်လာလို့ရှိရင်တော့အဲ့ဒါ
မုရိဒပြတ်သွားပြန်တယ်ဒါလို့ဆိုကဲဥပိ္ပခာကြတော့ဗာလဲဒါကအလွန်မြင့်မြတ်တဲ့သဘောတရားပဲဥပိ္ပခာတတ္တိတုမစ္ဆတကာရလက္ခဏာဥပိ္ပခာတရားတွေပေါ်မှာညတ်တာတဲ့စိတ်သဘောထားနိုင်တယ်ညတ်တာတဲ့စိတ်ဆိုတာလူတွေမှာမမြတ်တာတဲ့စိတ်ကဘာလဲဆိုချစ်ရင်တစ်မျိုးမုန်းရင်တစ်ဖုံမတူကြဘူးနော်ချစ်ရင်စိတ်ဓာတ်ကတစ်မျိုးမုန်းရင်စိတ်ဓာတ်ကတစ်မျိုးချစ်ချင်းမုန်းချင်းနှစ်ခုမရှိပဲနဲ့မြတ်တာတဲ့စိတ်ထားနိုင်တာဥပိ္ပခာမြတ်တာတဲ့စိတ်ထားနိုင်သမဘာဝဓတနာရတ္တာအားလုံးညီတူညီမျှရှုစားနိုင်တဲ့ကိစ္စကြည့်ရှုနိုင်တဲ့ကိစ္စရှိတယ်ပဋိက္ခနုနယပစ္စုပ္ပထာနာသူ့ရဲ့ပုံရိပ်ကတော့ဘာတော့ဆိုရင်ဥပိ္ပခာရဲ့ပုံရိပ်ကမုန်းတီးခြင်းလည်းမရှိဘူးချစ်ခင်ခြင်းလည်းမရှိဘူးအမုန်းလည်းမပါဘူးအချစ်လည်းမပါဘူးနှစ်ခုကြားမှနေတာဥပိ္ပခာနော်မုန်းတာလည်းမဟုတ်ဘူးချစ်တာလည်းမဟုတ်ဘူးအဲ့ဒီကြားမှာမြတ်တာတဲ့အနေထားပုံရိပ်ဟာဥပိ္ပခာလို့ခေါ်တယ်အဲ့ဒီလိုမြတ်တာတဲ့မုန်းခြင်းချစ်ခင်ခြင်းဆန့်ကျင်ခြင်းလိုက်လျောခြင်းဆိုတာတွေပျောက်ကင်းသွားပြီဆိုရင်ဒီဥပိ္ပခာရဲ့သဘောဒါဖြင့်ဥပိ္ပခာကိုဘယ်လိုပြိုးထောင်မလဲဆိုရင်ကမ္မတက္ကတာဓတနာပဋ္ဌာနာတရားဆိုတာကိုယ်ကံနဲ့ကိုယ်ပဲဆိုတာကိုစဉ်းစားထားရနော်ဥပိ္ပခာထားနိုင်မှုအတွက်သူလဲသူကံနဲ့သူငါလဲငါကံနဲ့သူတရားဆိုတာကိုလုတ်ပေးခြင်းလို့လဲရခြင်းမှရမယ်ကိုကမုန်းနေလို့လဲအကျိုးမရှိဘူးချစ်နေလို့လဲအကျိုးမရှိဘူးသူလဲသူကံနဲ့သူတရားတစ်ခုကံတစ်ခုဆိုတာကိုဆင်ញင်စဉ်းစားကြည့်ခြင်းအပြင်သူ့ပေါ်မှာချစ်ချင်းမုန်းခြင်းကိုလျှော့ချနိုင်ပြီးတော့ဥပိ္ပခာကိုထူထောင်လို့ရတယ်လို့သူတို့ဆိုလို့ပေါ့နော်အဲ့လိုထူထောင်လို့ရအေးချစ်ချင်းမုန်းခြင်းကင်းသွားပြီဆိုရင်ဒါဥပိ္ပခာရဲ့အောင်မြင်မှုပဲဖြစ်တယ်ပေါ့အဲ့ဒီပဲအမှန်မသိလို့လူတွေဟာလစ်လျူရှုတာလည်းရှိတယ်အကောင်းလားအဆိုးလားမခွဲခြားနိုင်လို့လစ်လျူရှုတာမျိုးကြတော့ဥပိ္ပခာရဲ့ပျက်စီးမှုဥပိ္ပခာဆိုတာတိတိတာတာချစ်ချင်းမုန်းခြင်းကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်သို့မဟုတ်လူဟာချစ်เสียလားမုန်းเสียလားကိုမသိပဲနဲ့ထုံထုံထိုင်းထိုင်းဖြစ်နေလို့လစ်လျူရှုနေတာမျိုးဘာမှမသိလို့လစ်လျူရှုတာမျိုးကြတော့ဥပိ္ပခာမဟုတ်ဘူးလို့ဆိုလို့ပေါ့နော်အဲ့ဒီပြမစိုးတရား၄ပါးပြမဝိဟာရတရား၄ပါးဟာကိုယ့်ရင်နဲ့နှလုံးနဲ့ပြုစုပြောထောင်ပြီးလို့ပြမစိုးတရားတွေကိုယ့်ရင်နဲ့ရောက်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်လာလို့ရှိရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ကြတာပဲဖြစ်တယ်ပေါ့နော်ဘုရားလောင်းတော်တွေဟာအခုလိုပါရမီ10ပါးဖြစ်ကျင့်တာဟာဗြဟ္မဝိဟာရဆိုတဲ့နှလုံးသားကိုအခြေခံပြီးတော့ဖြစ်ကျင့်ကြတာဖြစ်တယ်ပေါ့ဘယ်လိုအခြေခံပြီးတော့ဖြစ်ကြသလဲဆိုရင်ကြည့်ဘုရားလောင်းတော်တွေဟာဒီတရားတွေအပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ရှိတယ်အဲ့ဒါမေတ္တာဘယ်သူကိုပဲဖြစ်ဖြစ်ကောင်းစားစေခြင်းနဲ့ကောင်းစားစေခြင်းနဲ့စိတ်ရှိတယ်ကောင်းစားစေခြင်းနဲ့စိတ်ရှိတဲ့တရားတွေဟာလူတိုင်းကောင်းစားမှာမဟုတ်ဘူးဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေရှိနိုင်တယ်အဲ့ဒီဒုက္ခကြုံလာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမရှုစိတ်ဖြစ်လာတယ်တိမခံနိုင်တဲ့အနေအထားမျိုးဖြစ်လာတယ်ဒုက္ခတွေကိုဖယ်ရှားပစ်လို့တဲ့ဆန္ဒတွေဖြစ်လာတယ်အဲ့ဒါကရုဏာကိုယ်ထင်တဲ့အတိုင်းကြီးပွားတိုးတက်လာလို့ပြည့်စုံလာတယ်ဆိုရင်ဝမ်းသာနိုင်တယ်အဲ့ဒီဖြစ်ပေါ်လာတဲ့တရားတွေအပေါ်မှာ
ဘက်လိုက်တဲ့စိတ်ကင်းပြီးတော့မြတ်တဲ့စိတ်နဲ့နေတာဥပေက္ခလို့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဒီစိတ်ဓာတ်ဟာမြင့်မြတ်တဲ့အလုပ်ကိုလုပ်ကြတဲ့ဘုရားလောင်းပုဂ္ဂိုလ်မြတ်တွေဟာပါရမီ10ပါးဖြည့်ကျင့်မှုအတွက်အခြေခံကောင်းတွေဖြစ်လာအဲ့ဒီအခြေခံကောင်းတွေပေါ်ခြေရပ်တည်ပြီးတော့တရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အနေနဲ့ကိုရှိတဲ့ပစ္စည်းဥစ္စာကိုမျှဝေပေးသောအဖြစ်ဒါနပါရမီဆိုတာလုပ်ကြဒါနပါရမီလုပ်တာမြင့်မြတ်တဲ့အလုပ်တစ်ခုကိုဖော်ဆောင်တာနော်ဒါနပါရမီကိုလုပ်တယ်တရားတွေချမ်းသာဖို့ပေကံစွန့်ကြဲခြင်းအဖြစ်လိုအပ်နေတဲ့ပုဂ္ဂိုလ်တွေဟာပြည့်စုံလာကြတယ်ဒါကြောင့်မို့ဒါနကိုရှေးဥစွာလုပ်တယ်နောက်တစ်ခုကျတော့တေတံဥပဂတံပရိဝိဇ္ဇယန္တာသီလံသမာဓိယန္တိကိုအကျိုးစီးပွားကိုလိုလားတဲ့တရားတွေထိခိုက်နစ်နာမှုကိုရှောင်ဖို့အတွက်သီလဆောက်တည်ကြအခုသီလဆောက်တည်ကြတယ်ဆိုတာအများအားဖြင့်ကိုကောင်းရသူဂတိရောက်ချင်လို့နော်ငါးပါးသီလလုံလို့ရှိရင်အပယ်မကြဘူးဆိုတဲ့အတွေးတွေနဲ့ဆောက်တည်ကြတာလေဟောတေချာစဉ်းစားကြည့်လိုက်လို့ရှိရင်သီလဆောက်တည်တာဟာဘယ်သူမှမထိခိုက်အောင်လုပ်တဲ့သဘောပဲတရားတွေနဲ့ဆက်ဆက်ပြီးတွေးမယ်ဆိုလို့ရှိရင်ပါဏာတိပါဒကရှောင်ကျင်တယ်ဆိုတော့ကိုယ့်ကိုယ်တတ်တယ်မှာမဟုတ်တာသူများကိုတတ်ကိုကရှောင်ကျင်လိုက်တဲ့ဖြင့်ကိုယ့်ကြောင့်သိဆုံးရတဲ့ဒုက္ခရောက်ရတဲ့ပုဂ္ဂိုလ်မရှိဘူးအာဒိဏဒါနကရှောင်လိုက်တဲ့ဖြင့်ကိုယ့်ကြောင့်ပစ္စည်းပြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးကာမေတုမိစ္ဆာစာရကရှောင်လိုက်တဲ့ကိုယ့်ကြောင့်ကိုယ်သိက္ခာပျက်စီးသွားတဲ့ပုဂ္ဂိုလ်မရှိဘူးဟောသူများကိုမထိခိုက်အောင်သီလဆောက်တည်တယ်ဟာမေတ္တာအခြေခံတာကြတော့အဲ့သူများကိုမထိခိုက်အောင်သီလဆောက်တည်ကြတာဖြစ်တယ်မုဒ္ဒဝရကရှောင်ကျင်လိုက်တဲ့ဘယ်သူမှအကျိုးစီးပွားလိမ့်နဲ့လှည့်စားခံရလို့အကျိုးစီးပွားပြပြသွားတာဆိုတော့မရှိဘူးဒါကြောင့်သူတော်ဘာမထိခိုက်သူရမေရယမူရစေဝသုံးစားခြင်းအဖြစ်လည်းပဲသူတော်ဘာမထိခိုက်အောင်ဘယ်လိုလုပ်လဲဆိုရင်မူရစေဝရှောင်ကျင်ခြင်းအဖြစ်ကိုယ်မှအသိဉာဏ်တွေရလာတယ်ကိုယ်အကျိုးဆောင်ရွက်နိုင်တယ်ကိုယ်မိသားစုအကျိုးဆောင်ရွက်နိုင်တယ်ကိုယ်နိုင်ငံအကျိုးဆောင်ရွက်နိုင်အကယ်၍မူရစေဝသုံးစွဲနေမယ်ဆိုလို့ရှိရင်ကိုယ်အကျိုးလည်းမဆောင်ရွက်နိုင်ဘူးကိုယ်ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့အကျိုးလည်းမဆောင်ရွက်နိုင်ဘူး။မူရစေဝရှောင်ခြင်းဟာလည်းပဲကိုယ်မိသားစုအကျိုးကိုယ်အကျိုးကိုယ်မိသားစုအကျိုးကိုယ်လူမျိုးကိုယ်တိုင်းပြည်ရဲ့အကျိုးဆိုတာဖြစ်လာဆက်နွယ်ပြီးတော့အဲ့လိုဖြစ်လာအဲ့ဒါကြောင့်မို့လို့သီလဆောက်တည်တာဟာလည်းဘယ်သူမှမထိခိုက်ပါစေနဲ့ဆိုတဲ့ပြမစိုးတရားအခြေခံပြီးတော့သီလဆောက်တည်တာပဲဖြစ်တယ်ပေါ့ဘယ်တတ္တဝါမှမထိခိုက်ပါစေနဲ့ဆိုတဲ့အနေနဲ့ဆောက်တည်ဒါဖြင့်အဲ့ဒီဆောက်တည်ထားတဲ့သီလပြည့်စုံဖို့ရာအတွက်ယမယခအများထဲမှာနေမယ်ဆိုလို့ရှိရင်သီလကကျိုးပေါက်တတ်တယ်ဒါကြောင့်မို့ကျိုးပေါက်မှုကိုရှောင်ရှားသောအဖြစ်နိက္ခမ္မတောထွက်တယ်ဆိုတဲ့နော်တကူဒီသွားရောက်ပြီးတော့ renounce လုပ်တယ်ပေါ့ခွင့်ရည်တွေကိုစွန့်လွတ်ပြီးတော့သီလကိုထိမ့်သိမ်းဆောက်ရှောက်ဖို့တောအရချင်းခတ်ပြီးတော့နေတယ်ဒါနိက္ခမ္မပါရမီဖြည့်တယ်ဆိုတော့အဲ့ဒီသဘောပဲတရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါမှာတရားတွေရဲ့အကျိုးဖြစ်ထွန်းစေသလားအကျိုးမဲ့ဖြစ်စေသလားဆိုတဲ့အသိဉာဏ်ဟာအမှန်တမ်းအရေးကြီးတယ်အသိဉာဏ်မပါလို့ရှိရင်တရားတွေရဲ့အကျိုးစီးပွားကိုမဆောင်ရွက်နိုင်မမယွင်းနေကောင်းတယ်ထင်ပြီးမကောင်းတာလုံးမိတတ်တယ်မကောင်းတာထင်ပြီးတော့ရှောင်မိတတ်တယ်တရားတွေဟာအကျိုးမဖြစ်ထွန်းဟိတအာဟိတအကျိုးကောင်းကျိုးကိုဖြစ်စေတတ်မှုဆိုးကျိုးကိုဖြစ်စေတတ်မှုဆိုတာလေကွဲကွဲပြားပြားသိဖို့ရအတွက်ပညာပါရမီဆိုတာဖြည့်ရတာတယ်ပေါ့ဓမ္မပြည့်စုံ
အဲ့ဒါလိုပညာရှိလာပြီးတဲ့နောက်မှာတရားရည်ရဲ့အကျိုးစီးပွားအတွက်အမြဲမပြတ်ကြိုးစားအထောက်မှုဆိုတာလည်းလိုအပ်တယ်ဒါကြောင့်မို့ဝိရိယပါရမီဖြည့်ရတယ်ဝိရိယပါရမီဖြည့်ခါတရားရည်ရဲ့ကိုယ်ပေါ်မှာတုတ်ပြန်လာတဲ့အရာတွေကိုသိခံနိုင်ဖို့ရအတွက်ခန္တီပါရမီဆိုတာဖြည့်ရတယ်ကိုယ့်ရဲ့ဂရိသစ္စာတည်ဖို့ရအတွက်သစ္စာပါရမီကိုဖြည့်ရတယ်တရားရည်ရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့နေရာမှာအခိုင်အမာဆွဲဆွဲမြဲမြဲစောင့်တည်ဖို့ရအတွက်အဋိဋ္ဌံပါရမီကိုဖြည့်ရတယ်လို့ဟောဘုရားလောင်းနေဟာမြင့်မြတ်သောစိတ်ထားကိုအခြေခံထားပြီးတော့ပါရမီတွေကိုဖြည့်ကြတယ်အဲ့ဒါလို့ဖြည့်ပြီးတဲ့အခါမှာနောက်ဆုံးကြတယ်ပြမစိုးတရားနဲ့ပဲပြန်အဆုံးသတ်လိုက်တယ်မေတ္တာပါရမီနဲ့ဥပေက္ခပါရမီအဲ့ဒီနေရာမှာစဉ်းစားကြည့်ကရုဏာပါရမီမုဒိတာပါရမီမရှိဘူးเนาะမေတ္တာပါရမီနဲ့ဥပေက္ခပါရမီပါရမီ10ပါးမှာပြမစိုးတရားတွေက2ခုပါပါရမီတွေဖြည့်ခြင်းပြီးတော့မေတ္တာပါရမီရှိလို့တရားရည်ရဲ့အကျိုးစီးပွားကိုမေတ္တာရှိလို့ကိုယ်ကပဲစတင်ပြီးတော့လှုပ်ဆောင်ပေးတာမေတ္တာသူများကိုကူညီတယ်ဆိုတာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာနဲ့ကူညီတာဖြစ်တယ်အေးအဲ့ဒါဆိုရင်လုံလောက်ပြီလားလို့ဆိုလူတွေရဲ့စိတ်မှာမလုံလောက်တာရှိဘာလို့ဆိုရင်ကိုကတစုံတယောက်ကိုကူညီပြီးတဲ့အခါမှာမလုပ်တတ်တော့ဆိုငါတော့ကူညီတာငါကြတော့မကူညီဘူးဆိုရင်အတုံးအလှဲ့စဉ်းစားလာတတ်တယ်ပေါ့နော်စဉ်းစားလာအဲ့ဒါဥပိ္ပခာမရှိလို့ဖြစ်တယ်မေတ္တာယပုဗ္ဗကာရိနောမေတ္တာကြောင့်ကိုကရှေးဥစွာကူညီလိုက်တယ်ဥပိ္ပခာယပစ္စုပကာရနာတိတန္တိဥပိ္ပခာထားနိုင်ရမယ်ကိုကူညီထားတဲ့အပေါ်မှာသူစီကတုံ့ပြန်လာမယ်အရာတစ်ခုဘာတစ်ခုမှမမျှော်လင့်နဲ့နောက်ဆုံးမှာကျေးဇူးတင်ပါတယ်ဆိုတာတော့မခံရင်နဲ့လို့ဆိုလို့နော်ကိုကူညီတာကိုအလုပ်သူစီကတုံ့ပြန်လာတာကိုအလုပ်မဟုတ်ဘူးအဲ့ဒါမှမွန်မြတ်တဲ့မေတ္တာအဲ့ဒီမွန်မြတ်တဲ့မေတ္တာကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းဟာဥပိ္ပခာပဲဖြစ်တယ်ဘာကြောင့်လို့ဆိုရင်လူတွေဟာမေတ္တာရှိလို့ကူညီတာဖြစ်တော့လည်းပဲတုံ့ပြန်မှုလေးကိုတော့မျှော်လင့်နေတတ်တယ်ပေါ့အဲ့ဒီတုံ့ပြန်မှုကစမမျှော်လင့်မှုကိုခေဆိုလို့ရှင်ဟုတ်လားလက်ဖွဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးငါတော့ဘလောက်ဖွဲ့တာလက်ဖွဲ့အလူလက်ဖွဲ့ပဲဖြစ်ဖြစ်မင်္ဂလာလက်ဖွဲ့ပဲဖြစ်သူ့ချတော့ဘလောက်ဖဲဆိုမင်းငေါတတ်ကြတယ်လေသူအဲ့ဒါမေတ္တာအစ်စ်မဟုတ်ဘူးဆိုရင်အဲ့လိုဖြစ်ဥပိ္ပခာမရှိဘူးဆိုရင်လည်းအဲ့လိုဖြစ်အဲ့ဒါကြောင့်မို့မေတ္တာနဲ့ဥပိ္ပခာနောက်ဆုံးမှအရေးကြီးဆုံးမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါရမီဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လောက်ရပဲမြင့်မြတ်သောစိတ်ထားနဲ့လောက်ရတဲ့အလုပ်တွေဖြစ်လို့ပါရမီလို့ခေါ်တယ်ဒီတရားတွေဟာဖះလောင်းနေတာဖြစ်ကျင်ရတာမဟုတ်ဘူးမြင့်မြတ်တဲ့နှလုံးသားရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီလုပ်ငန်းတွေကိုလွတ်ဆောင်ကြရမှာဖြစ်တယ်အတိုင်းအတာတစ်ခုအရာကိုယ့်ရဲ့အတိုင်းအတာ level တို့ degree တို့အရာအကျိုးတရားဆိုတာရရှိပါဘုရားဖြစ်အောင်ဖြစ်ပဲဆိုလို့ရှိရင်တော့အတိုင်းအတာက၄သိန်းနဲ့ကဘာတသိန်းဒါနဖြည့်တာကအဆင့်30ပြမပစ္စည်းလူမယ်ကိုယ်သွေးသားအင်္ဂါခြေလက်ကိုလူမယ်အသက်ပါလူတယ်သီလဆောက်တည်တာလည်းထို့တူပဲနော်ပြမပစ္စည်းဥစ္စာအပြက်ခံပြီးတော့သီလဆောက်တည်တယ်အင်္ဂါခြေလက်အပြက်ခံပြီးတော့သီလဆောက်တည်တယ်နောက်ဆုံးကအသက်အသေးခံပြီးသီလဆောက်တည်တယ်လို့ဒါနပါရမီဥပပါရမီပရမတ္ထပါရမီဆိုတဲ့အဆင့်တွေနဲ့ဖြည့်ကျင့်သွားနိုင်တယ်ဆိုလို့ရှိရင်လူတိုင်းဟာဒီဂရီ level ပြည့်သွားပြီဆိုရင်တော့ဖရာတောင်ဖြစ်နိုင်တယ်လို့ဆိုလို့တယ်ဒီမြင့်မြတ်တဲ့လုပ်ငန်းတွေဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သူရောက်ရှိနေတာလဲဒီအလုပ်တွေပဲဒီစိတ်တွေသဘောထားတွေပဲလောကမှာဖရာတဲ့မြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်မို့လို့တို့တွေဟာရှင်တဲ့နှလုံးထဲမှာမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြမစိုးတရားတွေကိုထားနိုင်အောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်ဆိုတာကိုမှတ်သားနိုင်ယူကြဖို့ဖြစ်ပါတယ်
တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမမြင့်မြတ်သောစိတ်သဘောထားဆိုဒီမှာအခုပြောခဲ့တဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခပြမစိုးတရားများသာဖြစ်တယ်ဘုရားလောင်းတွေကိုယ်တိုင်ကလည်းပဲဒီမြင့်မြတ်သောစိတ်ထားကိုအခြေခံပြီးတော့ပါရမီတရားတွေကိုဖြည့်ကျင့်သွားတာဖြစ်တယ်တို့တွေလည်းဒီအခြေခံမြင့်မြတ်သောစိတ်ထားတွေထားပြီးတော့ပါရမီတရားတွေကိုဖြည့်ကျင့်ရမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း